မင်းရဲ့ရန်သူနဲ့အတူရေမောပျော်ပါနေတဲ့မင်းရဲ့မိတ်ဆွေကိုမြင်လိုက်ရရင်သူဟာလည်းမင်းရဲ့ရန်သူပဲဆိုတာသေချာမှတ်ထားလိုက်ပါဒါကစိတ်ခံစားချက်ပေါ်အခြေခံပြီးဆုံးဖြတ်တာမဟုတ်ဘူးရက်တီချက်အမြင်နဲ့အမှန်တရားပေါ်အခြေခံတာFriedrich Nietzsche ရှင်းရှင်းလင်းလင်းပြောခဲ့တယ်လို့ပဲတစ္ဆာရှိမှုဆိုတာတန်ဖိုးတစ်ခုကိုပေးဆက်ရတဲ့အခါမှသာပေါ်လွင်လာတာဖြစ်တယ်။ဒါအရာအစဉ်ပြေနေကြီးမှာဘသူမှဆိုမင်းဘေးမှာရှိနေပြီးနိုင်ပြီပဲ။မင်းကိုဆန့်ကျင်တိုက်ခိုက်နေတဲ့သူတွေရဲ့ဘေးမှာဘသူတွေကတတ်တောင့်တတ်တာနဲ့ရက်တီနေတယ်လဲဆိုတာကိုသေချာစောင့်ကြည့်ပါ။ဒါကိုကောင်းကောင်းနားလည်ထားပါ။တစ္ဆာဖောက်မှုဆိုတာကြေလောင်လေးမရှိဘူး။တိတ်တဆိမ့်နဲ့သေချာတွက်ချက်ပြီးမှလာတာ။မင်းကိုအပြုံးပြဆုံးလူတွေဟာမင်းရဲ့အခြေအနေကိုအရှင်းလင်းဆုံးမြင်ပြီးမင်းကိုအလွယ်တကူဆန့်ကျင်နိုင်တဲ့သူတွေပဲအာနာနဲ့အောင်မြင်မှုဟာပြတ်သားတဲ့အမြင်ကိုလိုအပ်တယ်စင်ကြီးတွေမလို့စိတ်ခံစားချက်ကြောင့်မြက်ကန်းဖြစ်နေလို့မရဘူးသစ္စာမရှိလမ်းခွေးနေတဲ့ရက်တီချက်တွေကိုခွေလို့တီးခံမနေနဲ့စိတ်ခံစားချက်မပါပဲစောင့်ကြည့်ပါပုံဆိုင်မှုမရှိပဲဆုံးဖြတ်ပါပြီးအမှန်တရားကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီဆိုတာလေဘာနောင်တမှမရှိပဲမင်းလှုပ်တင်တာကိုဆက်လုပ်လိုက်တော့